ဖြစ်ခဲ့တာတော့မင်းနဲ့အဲ့ဒီဘာဖြစ်ခဲ့တာသူ လမ်းတော့ဘယ်သူမှဘာမှဖြစ်ဘူး သူကဘာဖြစ် ကျန်တဲ့လူဘာမှဖြစ်ဘူးမင်းအမနဲ့ရန်ဖြစ်လာခဲ့ရတယ် ဘာလို့တော့ ဟုတ်ပြဟုတ်တို့ဟုတ်ပြောတာပြန်ကြီးမလိုက်ခဲ့နဲ့နေခဲ့ ဘာလို့လဲ ညီနေခဲ့နောက်နေ့ကျမှညီမညီပြန်လာခဲ့ တို့ကဇီးကုန်းမှာဒါကိုယ်စိတ်ကိုမျိုးကိုရက်ကိုရွာနေလို့ရတယ် နေလို့ရရင်နေခဲ့ညီမညီဘဲနေရနေခဲ့တို့ဆိုင်ကားနဲ့လည်းမလိုက်ခဲ့နဲ့ခွေးဘလူးကားနဲ့လည်းမလိုက်ခဲ့နဲ့ လာမပြောနဲ့နေ့လေတုန်းကမနစ်တုန်းကတို့အလူတကာရဲ့အဖေဦးတင်ငွေကအချိန်မရွေးတဲ့သူ့အိမ်မှာနေတဲ့ အော်မ ပြီးတော့ကြတော့ပြောသေးတယ်ကားမောင်းမဲ့သူမရှိလို့ရှိရင်သူ့မိဖိုးလာပြေးတဲ့ခေါ်သွားတယ်လူပြိုလေးတဲ့ အေးကြီးရော ဒါလေမောင်နေရှိတာပြီးပြောရတာမျက်နှာပူးတာဟဲ့ ပူလို့တော်တာပဲနေရာနဲ့ဟုတ်ပြောတာလင်းလိုချင်းနေတဲ့ဟာတွေမြသိတာပဲ ကဲကိုမျိုးတစ်ချင်းပဲတီးလိုက်တော့ငါအိုးစီရတော့မရတော့ ဒီတစ်ခါကျတော့အလုတကာကြီးဖြစ်တဲ့ဦးမြင့်လွင်လို့ ဟုတ် အလုတိုင်းကမာကြီးဖြစ်တဲ့ဒေါ်လာမြင့်တော့လူသားလူတကာဖြစ်တဲ့ဦးချမ်းမြင့်ဝင်း ကျမ်းမြေဝင်း သမီးလူတိုင်းကမှဒေါ်ဝင်းဝင်းသူတို့က ဟုတ် ဒီနေ့လူတဲ့ဆိုတာစိတ်ကူးတွေရှင်ပြီးတော့အိမ်မက်တွေမက်ခဲ့ကြတာ မှန်ပါဗျာ ဒီလူကြီးကိုတက္ကသိုလ်ရမင်းထွန်းနဲ့လူချင်းနဲ့ဆိုတာရှင်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ကူးတွေပါ ဒါပေါ့ အဲ့ဒီတော့ဒီနေ့မှာစိတ်ကူးတွေအိမ်မက်တွေအကောင့်ထဲပေါ်လို့ရတဲ့ဒီနေ့ကို မှန်လား လင်းကားစောတစ်ဖွဲ့လုံးကလည်းစိတ်ကူးတွေရှင်ခဲ့ရတဲ့စိတ်ကူးတွေအားလုံးကိုကဘာကြီးတစ်ခုလိုတင်လာလိုက်မယ်။ဒါကြောင့်မလို့အလင်းကားစောတို့ဂုံပြုခြင်းနဲ့တေးသချင်းလေးနာမည်ကစိတ်ကူးရင်အိမ်မက်ကဘာဆိုတဲ့သချင်းလေးကိုအဲ့တော့ကျွန်တော်နောက်ကတေးတဲ့ရှင်တွေကလည်းများတယ်။အဲ့တော့ကျွန်တော်ကရှေ့ကနေဒီနေ့ဒီခါကျတော့နောက်ကကျွန်တော်ကိုကြီးကိုဖိုးချစ်တဲ့နဲ့ကျွန်တော်မှရမင်းထွန်းတို့ကဂုံပြုပြီနော် ဟုတ်ပြီဗျာ စိတ်ကူးရင်အိမ်မက်ကဘာဆိုတာလေးကိုဒီလိုလေးစားရအောင် စိတ်ကူးရင်အိမ်မက်ကဘာ အဲ့တော့အစီအစဉ်တွေကမျိုးမျိုးပြောင်းရတာ အစီအစဉ်နေရာမျိုးမျိုးတို့အဖွဲ့တွေလည်းဟိုဘက်ကြောလိုက်ဒီဘက်ခွာလိုက်နဲ့ငါ့ကိုမျက်စိလဲနေပြီ အဲ့တော့ကျွန်တော်တို့လည်း ဟုတ် အဲ့တော့ခက်ပါတယ် အဖွဲ့ကချိန်သွားပြန်ပြီအဲ ဟုတ်တယ် ကျွန်တော်ဒါတည်းပြောတာ ဟုတ် စိတ်ကူးရင်အိမ်မက်ကဘာကိုတက်လူနဲ့ဂုံပြူအောင်လို့ ဟုတ်ပြီ ဒီလုံးတိုက်ထားတာ ဒီကကြမှာအတန်လေးကဝင်သွားတာသူ့ဒီတချင်းကိုတကယ်တော့မူရင်းတေးတဲ့ရှင် မူရင်းတေးတန်ရှင်ကသမီးနဲ့သမီးအကိုကြီးကိုတက်တူနဲ့ ညနေက ဆိုထားတာ ဘယ်လိုမှကိုလုံးမရတော့ကွာသူစိတ်ထုတ်ပြီးတော့လည်းလည်းခေါင်းတွေကပြီးမူအိတ်သွားတာ မူအိမ်ရမယ်လို့မင်းနဲ့ကွယ် ဟုတ်သူခမရလဲတနာပါတယ်တကယ်ပါသမီးတို့တလန်းလုံးဟိုခွေးဘလူးနောက်ကနေပြီးတော့လိုက်ရတာဆိုတော့ဖုန်းလေးအရန်ဝင်ပြီးတော့ ဟာသွားရင်တောင်းလာပါလေအဲ့တော့စိတ်ကူးရင်အိမ်မက်ကဘာတဲ့ တွေ့တယ်မခဲရနော်ជីစုကသူပြစ်လိုက်လို့အောင်မြင်တော့ညောနေငါထားတယ်ကျွန်တော်ရဲ့အလိုတော် စိတ်ကူးရင်ငဲ့သမျှနော်ဒီအလူတော်အိမ်မက်တွေလေမခဲတယ်နော်ဒီနေ့ဟာပြောင်းဆုံးနေပါအောင်မြင်ပြီနော်စိတ်ရောစွာပြုံးကလေးပြနေပြီးတဲ့ဒီအလူတော် သာလေးအဝတင်ငါစင်မြပေးလို့စိတ်ထဲမှာပြောလိုက်တာနော် ကဲမဝိဇနာအသွားများနဲ့သမီးလာကညာလေးကိုလာသမင်္ဂလာပြီးမေတုပြော ရပါနော် ဒီနေ့ဒီရမလာအလူရှင်ကြီးတကယ်ကြည့်ရလို့သိပြောတယ်နော်အောင်စီအောင်မပြောတဲ့နေ့တစ်ချိန်ကြီးနေတော့တသိသိတော့အောင်သဘောတော်မှလူတွေလိုက်မယ်နော်ဟေး
ကတူပြစ်လိုက်လို့အောင်မြင်ပြီတော့ညိုလင်းငါထားတယ်ကျွန်တော်ရဲ့အလူကျော် စိတ်ကူးရင်းရင်ငယ်သမျှတော့ဒီလူတော်မျောလင့်ငါထားတဲ့ကျမရဲ့ဒီလူတော်ဒီနေ့ဟာပြောဆုံးနေပါအောင်မြင်ပြီနော်ရက်ရောစွာပြုံးကလေးများနဲ့ပြီးတဲ့ဒီလူတော် တာဒီ သားလေးကို အဝတင်ငါစင်များပေးလို့စိတ်ထဲမှာပြောလိုက်တာတော့ ကဲနာဝိဒနာအသွားများနဲ့သမီးအလားကညာလေးကိုလာတော့မင်္ဂလာပြီးမေကျုပ်ပြော ဒီနေ့ဒီရက်မှာတော့အလူရှင်ကြီးတကယ်ကြည့်ရလို့သိပြောရတော့အောင်စီအောင်မရောတဲ့နေ့တစ်ချိန်ကြီးနေတော့တသိမ့်သိမ့်တော့အောင်သဘုတ်တော်မလူတယ်လိုက်မယ်နော်ဒီရီဟေဟာကျမတို့အိမ်ယာမင်္ဂလာမနဲ့တွေ့မှရွာဦးကျောင်းကရွှေကျောင်းတော်ရာနေမဆုံးခင်မှာရှင်လောင်းလေးစုသွားကြမယ်နော် ရာပြန်ယူကြည့်နေစေရနာလေးကိုလူကဲလူမလေးကပြော မောင်ကြီးလူကသိပြောတယ်နော်ပြောမဆုံးဘောမဆုံးဒါနပန်းတွေစေတနာပန်းလေးတွေလောင်းလိုက်တာနော် ဒီရီဟေဟာကျမတို့အိမ်ယာမင်္ဂလာမနဲ့တွေ့မှရွာဦးကျောင်းကရွှေကျောင်းတော်ရာနေမဆုံးခင်မှာရှင်လောင်းလေးစုသွားကြမယ်နော် ရာပြန်ယူကြည့်နေစေရနာလေးကိုလူကဲလူမလေးကပြော မောင်ကြီးလူကသိပြောတယ်နော်ပြောမဆုံးဘောမဆုံးဒါနပန်းတွေစေတနာပန်းလေးတွေလောင်းလိုက်တာနော် ရပါလား ဒီနေ့ဒီရက်မှာတော့အလူရှင်ကြီးတကယ်ကြည့်ရလို့သိပြောရတော့အောင်စီအောင်မရောတဲ့နေ့တစ်ချိန်ကြီးနေတော့သိသိတော့သဘုတ်တော်ဟာလူတယ်လိုက်မယ်နော်โอเคกายခနဲ့တဲ့ကြီးစာအော်တွားလိုက်ကြတာလူတွေမနေပါလာလေစောစောသွားမှာတို့နေရရအရက်သေးစက်ပွဲရလားနာမစင်သမှုမတော်ကြီးနေစိတ်ကကြီးဆောင်ဆက်တဲ့ချီ
ဆက်ပွဲရလားနာမစင်မှုမတော်ရင်နဲ့စိတ်ကဒီဆောင်ဆက်တဲ့ချီလက်ကြီးဝိမာပြီမောင်မောင်မကြည့်အောင်အောင်တဲ့စုတဲ့ချီတွေအပြင်းတော်ပြည်စီရန်မအထွေတွေပြင်သာစမ်းပြီးဒီများတဘောင်ဟာအကျိုးဆိုတာရှောင်းဝိကုန်ခဲနိုင်ရင်အကောင်းဆုံးပဲဝဲချိတ်တဲ့အိမ်ကပေါင်းဟိုးယူကြည့်အောင်ယူကြည့်အောင်တစ်စနစ်ကားကြစို့အိမ်တွေအဆောင်အိမ်မပြတ်ပေါင်းအစားမပြတ်ပေါင်းသူများသွားကြတာယူကမယဟေးဟိုးဟေးဆုံးကယူစိတ်ရောဝဲစိတ်ကြီးအမြဲတည်းဝဲချိန်မောင်မောင်ချစ်ချီရောတနာရောခင်ရောလက်ဆုံးကယူစိတ်ရောဝဲစိတ်ကြီးအမြဲတည်းဝဲချိန်မောင်မောင်အပြင်ကြောက်ရင်တကားမခွေမောင်နာမထောင်းမှုညစ်တဲ့တကောင်ကိတွေ့ရောင်ရောင်ဘာဖြစ်လို့လဲကွယ်ဘာမှမဖြစ်ပါဘူးနာမထောင်းလို့ညစ်တဲ့တကောင်ကိတွေ့ရောင်ရောင်အရက်ရင်ကပြောလာပါပြီဒီပွဲယူကြောင်ခက်လာကြီးရဲ့ရှင်းလာဖို့မောင်မောင်ဆိုပြီးမဲ့လို့သူမလျှော့တော့ပေါင်းအရက်သေးကပြောကြလာပြီဒီပွဲယူကြောင်ခက်လာကြီးရဲ့ရှင်းလာဖို့မောင်မောင်ဆိုပြီးမဲ့လို့သူမလျှော့တော့တော့ပေါင်း有ဆိုတာရှောင်းဝေကုန်ခဲနိုင်ရင်အကောင်းဆုံးပဲဝေစိတ်တဲ့အင်းကပေါင်းယူကြည့်အောင်ပြုံကြည့်အောင်တစ်စနစ်အားကြစို့အင်းတွေအဆောင်အိမ်မပြေပါအစားမပြေပါသူများသွားကြတာယူရွာစားဒီလိုလေးရဲတဲ့ခွေးချိန်မောင်မောင်ချီရောက်တနာရောက်
ပါတယ်ရှင်ကဲအဲ့တော့ပွဲကြိုက်မောင်တို့ဂျင်းနဲ့ပေးပါနော်โอเคပါကဲဒီခါကျတော့အစိုးရလေးတွေအလဲပေးရအောင်ရဲ့မြတ်တာတွေဖိဖိရဲ့စေတနာတွေသာသမီများရဲ့ပမာပြုအောင်နိုင်တူပြဖို့ဘုံရင်တွေရှာမရနိုင်ဘူးအဖေဖိဖိဟာသာသမီတိုင်းအတွက်ကဲလူဝင်းတွင်တော့ရဲ့ဖိဖိသမီးရဲ့အမတွေအန်တီတွေအတော်တွေကတော့အရန်ချစ်သွားပြီ